လွန်ခဲ့တဲ့3လလောက်တော့ကျွန်တော်ရဲ့ YouTube channel ကို monetization ရှောက်ဖို့လုပ်နေတော့ watch hour အများဆုံးနဲ့ view များဆုံး video ကဆိုရင်တော့အဖြတ်ခံလိုက်ရပါတယ်ဒီနေ့နဲ့ဆို video တွေမလုပ်တာ3လပြည့်ပါပြီဘာလို့မလုပ်ပြတာလဲဆိုရင်တော့လွန်ခဲ့တဲ့3လလောက်တော့ဗျာကျွန်တော်ရဲ့ YouTube channel ကို monetization ရှောက်ဖို့လုပ်တဲ့ချိန်မှာဆိုရင် view များဆုံး video ကအဖြတ်ခံလိုက်ရတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ video တွေကလည်းထင်တယ်လို့ view များတာတွေလည်းပါတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့လုံးဝစိတ်တက်ကြတယ်ဗျာစိတ်တက်ကြပြီးတော့နားလိုက်တာဒါပေမဲ့အဲ့ဒီနားလိုက်တဲ့ချိန်တွေမှာဆိုရင်လည်းဘာတွေလုပ်နေလဲဆိုရင်တော့အမြင်ဆုံးချင်းမှရောက်သွားတယ်ချင်းမရောက်သွားတဲ့အကြောင်းရင်းကဆိုရင်လည်းအလုပ်လုပ်ဖို့ရောက်သွားတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ career ကလည်း digital marketing career ဆိုတော့ဒီ digital marketing အလုံးနဲ့ပဲချင်းမရောက်သွားတယ်တိတ်မကြောက်ဘူးဘန်ကောက်ပြန်ရောက်လာတယ်ပြီးတော့အဲ့ဒီချိန်ဒီမှာလည်း content creation နဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာခဲ့တယ် YouTube ပေါ်မှာဆိုရင်တော့ content creator ကြီးတွေရဲ့ video ကိုတွားပြီးတော့ကြည့်တယ်ပေါ့ပြောချင်တာကဒီ content creator ကြီးတွေရဲ့ပြောစကားတွေကိုလိုက်ပြီးတော့နားထောင်တယ်နောက်ပြီးတော့ website တွေပေါ်ကနေပြီးတော့လဲဒီ content creation ကဘယ်လိုလဲဆိုတာကိုစာတွေလိုက်ပြီးတော့ဖတ်တယ်ဒါပေမဲ့သိလိုက်တာတခုကတော့ content creation နဲ့ပတ်သက်လို့တိကျတဲ့ performance မရှိဘူးဆိုတာပါပဲနောက်ပြီးတော့ business အကြောင်းတွေ freelancer တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုလေ့လာခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ digital marketing career နဲ့ရပ်တည်ရမှာဆိုတော့ freelancer တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုသိထားရမယ်နောက်ပြီးတော့ business တစ်ခုကဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့အချက်တွေကိုသိထားရမယ်ပေါ့အဲ့ဒါတွေကိုအများကြီးလေ့လာပြီးတဲ့အချိန်မှာဆိုရင်တော့သိလိုက်တာတခုကဘယ်လို business တွေပဲလုပ်ဘယ်လိုအရာတွေပဲလုပ်ပေါ့လေ value တစ်ခုအရင်ဆုံးပေးရမယ်ဆိုတာပါပဲအဲ့ဒါကြောင့်မို့လဲခုလို video တွေပြန်လုပ်တယ်ဒီ video ကိုပြန်လုပ်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်စိတ်ကူလိုက်တာတခုပါဗျာကျွန်တော်အခုကြည့်နေတဲ့သူတွေကို value တစ်ခုပေးနိုင်အောင်ရွယ်ပြီးတော့ video တွေလုပ်မယ်လို့စိတ်ကူထားတာပေါ့အရင်တော့စိတ်ကူထားတာပေါ့နော်ဒီလို video တွေလုပ်တာကအဓိကကပတ်စံချဖို့တော့ပဲလုပ်တာပေါ့ပြောချင်တာကတော့ကျွန်တော်ရဲ့ video ကဒီကြည့်ရှုနေတဲ့သူတွေကိုတစ်ခုခုပေးနိုင်သည်ဖြစ်စေမပေးနိုင်သည်ဖြစ်စေလုပ်မယ်အဲ့လိုမျိုးပဲစိတ်ကူထားတာပေါ့အဲ့ဒါကြောင့်လည်းပါတယ်ကျွန်တော်ဗီဒီယိုတွေလုပ်တာနားလိုက်တဲ့အကြောင်းရင်းကဆိုရင်တော့ဘာဖြစ်လို့လဲဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ YouTube monetization ကနေပြီးတော့ပတ်စံရကန်နေမှာဗီဒီယိုကဖြတ်ချခံထိသွားတော့တော်တော်လေးစိတ်ထဲကျသွားတယ်ပေါ့ကျွန်တော်လိုမျိုးခံစားချက်ကိုကျွန်တော်ဗီဒီယိုကိုကြည့်နေသူတွေလည်းခံစားမှုကြမယ်ပေါ့နော်ပြောချင်တာကဒီဗီဒီယိုတွေလုပ်တဲ့သူမှမဟုတ်ဘူးဗျာဥပမာကိုကတိတိရှောင်ကြိုးစားတာတဲ့အဲ့ဒီကြိုးစားမှုကလုံးဝဖြစ်မလာတဲ့အပြင်မှာပြည့်စည်သွားတဲ့ခံစားချက်မျိုးပေါ့ဒါပေမဲ့အခုအတွေ့အကြုံပြောင်းသွားပြီကျွန်တော်ဒီလိုဗီဒီယိုတွေလောက်ရကနေပြီးတော့ပတ်စံရသည်ဖြစ်စေမရသည်ဖြစ်စေဆက်ပြီးတော့လုပ်မယ်ကျွန်တော်ထင်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုအကောင်းဆုံးသောအရာတွေပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်လည်းအကောင်းဆုံးသောအရာတွေပြန်ရလိမ့်မယ်လို့ထင်တယ်ကျေးဇူးတင်ပါတယ်ဘိုင်